ဟိုအားကြတော့ရက်ဆိုင်ပေါ့နော်ဒါလေးကကြတော့နည်းရဆိုပဲဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့အိမ်မှာဒီမှာကြည့်ပါဦးဗျာတစောင်းလောက်ပဲပင်လေးတွေစိုက်ထားတာပေါ့နော်အရန်ตายရပါတယ်ဒါလေးကကြတော့ရေလောင်းတာလေးပေါ့နော်ဒီနေ့ကျွန်တော်တို့စီမှာမိုးရွာသွားပါတယ်ဒီမှာစတက်ဆန်းတိုင်းဟိုအားကြတော့ကျွန်တော်တို့ဦးလေးရဲ့ဆိုင်ကန်းပေါ့နော်ဒါလေးကကြတော့အောက်ထက်ပေါ့နော်ဟိုမှာတော့အဖေပဲဖြစ်ပါတယ်ဟိုမှာပါနေပါတယ်ပေါ့နော်ပြီးတော့ဟိုးကကြတော့ကျွန်တော်တို့ရဲ့လမ်းဘေးပေါ့နော်ဒါကကျွန်တော်တို့ရဲ့အိမ်မှာပြီးတော့ဟိုမှာဇက်ရက်လေးရှိပါတယ်ဟိုမှာနိမ့်ဆိုခေါင်းဝတ်တက်နေရပါပြီးတော့ဟိုကိုရိုက်ပြပါဦးမယ်အားလုံးကကြည့်ပေးကြပါဟိုမှာကြတော့ကျွန်တော်တို့ရဲ့စားတော့ခံလေးပဲဖြစ်ပါတယ်ဗျာနွားလေးကကြတော့ကျွန်တော်တို့ရဲ့လက်စစ်ပစ္စည်းတိုင်းလေးပဲဖြစ်ပါတယ်ဟိုမှာသားရိုက်နေတာကြည့်ပေးကြပါပေါ့နော်ဟုတ်အားလုံးပဲဘိုင်ဘိုင်